အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်တို့ရဲ့ game လေပိုင်းကနေ game ဆုံးပိုင်းထိပြင်းထန်တဲ့ single target damage ပေးနိုင်တဲ့ max man တင်တဲ့ base up ပေးပါမယ် Obsidian Sovereign of Dax and ပဲဖြစ်ပါတယ် Obsidian ဟာ game စပိုင်းမှာ farming လုပ်ဖို့လိုအပ်ပြီးသူမရဲ့ swag ကိုအပြည့်အဝရောက်စေက game လေပိုင်းကနေနောက်ပိုင်းထိ game ကိုလွှမ်းမိုးနိုင်မဲ့ hero တယောက်ဖြစ်ပါတယ်သူမကရန်သူတွေကိုထိတာများလေသူမရဲ့ damage ကလည်းမြင့်လာတယ်ဖြစ်ပြီးတိုက်ပွဲတွေမှာလင်းမြန်စွာလှုပ်ရှားကရန်သူတွေကိုလွယ်ကူစွာနှိပ်ကွပ်နိုင်ပါတယ် Sovereign of Dax and Obsidian Passive Return to Bone Obsidian ကရန်သူ minion တွေ hero တွေဒါမှမဟုတ်အဆောက်အဦတွေကို damage ပေးတဲ့အခါသူမက bone energy တွေရရှိပြီးအဲ့ဒါတွေက bone shot တွေဖြစ်လာပါတယ်သူမရဲ့ bone shot တွေဟာ game တစ်လျှောက်စုပုံနေမှာပါ Obsidian ကရန်သူတယောက်ကိုတိုက်ခိုက်တဲ့အခါသူမရဲ့ bone shot အားလုံးကိုပြစ်လွတ်ပြီးဒိုပြစ်မှတ်ကိုလိုက်လံတိုက်ခိုက်မှာပါ Fast game A Bracer Boom Needle Obsidian ကအယိုးအပ်တစ်စင်းကိုပြစ်လွတ်ပြီးထိမှန်တဲ့ပြစ်မှတ်တွေကို damage ပေးကပထမဆုံးထိမှန်တဲ့ရန်သူ hero ပေါ် return to bone ကိုပွင့်စေပါတယ် Second skill Phantom Shadow Man Obsidian က abyss တဲကိုခုန်ဆင်းပြီးတော့ Shadow Man form ကိုဝင်ရောက်ကသူမရဲ့ movement speed ကိုခဏတာများစွာမြင့်တက်စေပါတယ် Ultimate Hand of Bone Obsidian က Bones of Rack ကိုပြစ်မှတ်ဦးတရာကိုပြစ်လွတ်ပြီး damage ပေးကပထမဆုံးထိမှန်တဲ့ရန်သူ hero ကိုခဏတာ stand ပြီးစေပြီးသူမကိုသူမပြစ်မှတ်နဲ့နီးကပ်တဲ့ DRC ကိုဆွဲယူပါတယ် Bones of Rack ဟာပြစ်မှတ်ကိုလာချိတ်ပြီးတော့ Obsidian နဲ့သူ့ကိုချိတ်ဆက်ပါပါ Obsidian ဟာချိတ်ဆက်ထားတဲ့ရန်သူရဲ့အကွာဝေးတနေရာမှာ lock ပြစ်နေမှာဖြစ်ပြီးရန်သူက dash don't hold blink scary မတုံးနိုင်တော့ပါဘူးရန်သူလှုပ်ရှားတဲ့အခါ Obsidian လည်းသူနဲ့အတူလှုပ်ရှားမှာပါLadies and gentlemen, Obsidian Fast Skill ကိုရန်သူ minion တွေနဲ့ hero တွေပေါ်မကြာခဏသုံးပြီးသူမ passive ကိုမြန်မြန် stack စုဆောင်းပါရန်သူရဲ့ HP ကလုံလောက်အောင်ကြာဆင်းလာတဲ့အခါ Obsidian ရဲ့ second skill နဲ့ ultimate ကိုသုံးပြီး basic stat တွေနဲ့ရန်သူကိုအဆုံးသတ်လိုက်ပါအတင်းလိုက်တိုက်ပွဲတွေမှာတော့ Obsidian ရဲ့ basic attack တွေနဲ့ fast skill ကိုသုံးပြီးရန်သူကိုပုတ်လုပ်တာသူမရဲ့ second skill နဲ့သူမကိုသူမနေရာရွှေ့ပါသူမရဲ့ ultimate နဲ့ပြစ်မှတ်ကိုအနီးကချင်းကပ်ဖို့အခွင့်အရေးကိုရှာပြီးတင်သေးတဲ့သူ့ကိုရွေးချယ်တိုက်ခိုက်ပါနောက်ဆုံးမှာသူမရဲ့ mobility နဲ့အစွမ်းထက်တဲ့ basic attack တွေကိုသုံးပြီးကျန်တဲ့ရန်သူတွေကိုရှင်းလိုက်ပါ Obsidian ဂိမ်းတဲ့ဘိုင်းကနေနောက်ပိုင်းထိ single target damage မှာထူးချွန်ပြီးခိုင်မာတဲ့ mobility ပိုင်ဆိုင်တာကြောင့်ဂိမ်းလေပိုင်းကိုကူးပြောင်းမှုမှာကျွမ်းကျင်မှုလိုအပ်ပါတယ် Level 1 မှာ Obsidian ရဲ့ fast skill ကို upgrade လုပ်ပါ။ဘာကြောင့်လဲဆိုတော့ game စပိုင်းမှာသူမရဲ့ passive ကို stat စုဆောင်းခြင်းကအထီးအောင်ဆုံးနည်းလမ်းဖြစ်လို့ပါ။သူမရဲ့ fast skill ကိုဆက်လက်ဦးစားပေးအဆင့်မြင့်တင်ပြီး second skill တော့တခြားမရရှိနိုင်တဲ့အခါမှာ upgrade လုပ်ပါ